ဖျားရှင်ကိုရောမြတ်ကြီးကအကြောင်းအရာတစ်ခုခုနဲ့စပ်ပြီးတော့တရားဟောတော်မယ်ဆိုလို့ရှိရင်တန်တုနာထသာတုကမ္မနတိကရောထာလို့မိန့်ဟာတော်မူလေးရှိပါတယ်တန်တုနာထအခုဟောမဲ့တရားတော်ကိုနားဆိုင်ကြကုန်လို့သာတုကံကောင်းမွန်စွာမနတိကရောထအသက်နှလုံးထဲစွဲပြီးတော့ကြံရအောင်စိတ်ထဲမှာထားကြကုန်လို့ဆိုလိုပါတယ်ဘုန်းကြီးတို့တရားဓမ္မတို့ရဲ့ကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမိုးကိုဆရာတော်ဘုရားကြီးကလည်းဒီသဘောတွေကိုပဲအတူယူပြီးတော့တရားကိုနာကြတရားကိုပဲနှလုံးသွင်းကြလို့အကျဉ်းများတိုက်တွန်းတော်မူလေးရှိတယ်မဟုတ်လားအေးဘုန်းကြီးတို့လည်းဒီသဘောဒီမူမယွင်းရအောင်အကျဉ်းများပဲတိုက်တွန်းပါတယ်လောကကြီးတဲ့မှာဘယ်ဟာအပြစ်အကြီးဆုံးလဲလို့ဒီလိုများမေးမယ်ဆိုရင်တော့ပင်စာနန္တရိယကံဟာအပြစ်အကြီးဆုံးလောကကြီးအတွင်းမှာအပြစ်အကြီးဆုံးဟာပင်စာနန္တဟုတ်တယ်ပင်စာနန္တရိယကံဆိုတဲ့ဥစ္စာကသိလို့ရှိရင်ဧကန္တအဝိဇ္ဇိကြရမှာဒီကံက5မျိုးရှိတာပဲဟိုနံပါတ်1ကမာတုခါတကအမေကိုတတ်တဲ့ကံလေနံပါတ်2ပိတုခါတကအဖေကိုတတ်တဲ့ကံနံပါတ်3ကျတော့အရဟန္တခါတကယဟန္တာကိုတတ်တဲ့ကံဟုတ်ကဲ့လားဟိုနံပါတ်4ကျတော့လောဟိတုပ္ပါဒကဘုရားကိုသွေးစိမ့်ကြည်အောင်ပြုတဲ့ကံဒီလိုလေနံပါတ်5ကျတော့တန်ခပိဒကတန်ခသင်ခွဲတဲ့ကံလို့ကံကြီး5မျိုးလေအေး5မျိုးကအမေကိုတတ်တဲ့ကံအဖေကိုတတ်တဲ့ကံယဟန္တာကိုတတ်တဲ့ကံဘုရားကိုသွေးစိမ့်ကြည်အောင်ပြုတဲ့ကံတန်ခါသင်ခွဲတဲ့ကံလို့ကံကြီး5မျိုးပြစ်ကြီးတာပေါ့အဲ့ဒီထဲကတစ်ခုခုများလုံမိပြီဆိုရင်သေဧကန္တအဝိဇ္ဇိကြရမှာကိန်းတွေပေါက်ပေါ့ကြီးလိုက်တဲ့အပြည့်ဒါကြောင့်လည်းပြောကြတာပေါ့လောကအပြည့်အကြီးဆုံးဟာအဲ့ဒီပင်စာနန္တရိယကံပဲအဲ့ဒါလို့ပြောကြပေမဲ့ဘုရားကိုယ်တော်မြတ်ကြီးကတော့ဒီလိုမမိန့်ပါဘူးလောကမှာအပြည့်အကြီးဆုံးဟာမိစ္ဆာဒိဋ္ဌိအပြည့်အကြီးဆုံးဟာမိစ္ဆာစာမှားမှားယွင်ယွင်ဒိဋ္ဌိဆိုတာကမြင်တာမှားမှားယွင်ယွင်မြင်မှားမှားယွင်ယွင်ယူဆတာလေအဲ့ဒါလို့ကိုပြောပါတယ်လောကမှာအပြည့်အကြီးဆုံးဟာမိစ္ဆာဒိဋ္ဌိပဲသူလည်းပဲမိစ္ဆာဒိဋ္ဌိစွဲနေတဲ့ပုဂ္ဂိုလ်ဟာဒီဧကန္တအဝိဇ္ဇိကြရမှာပဲလို့ဘာထုတယ်လဲလို့ဆိုတော့ဒီပင်စာနန္တရိယကံ5မျိုးကျူးလွန်ထားတဲ့ပုဂ္ဂိုလ်ဒီကနေ့သေးလို့အဝိဇ္ဇိကြသွားလက်ကျင်ကကဘာကြီးပြက်တယ်ဆိုရင်သူလွတ်ပါတယ်တဲ့အဝိဇ္ဇိကြီးကမှမရှိတော့ပဲဟိုမိစ္ဆာဒိဋ္ဌိစွဲပြီးတော့နေတဲ့ပုဂ္ဂိုလ်ကတော့ဒီကနေ့သေးအဝိဇ္ဇိကြသွားလက်ကျင်ကကဘာကြီးပြက်တယ်ဆိုရင်မပြက်တဲ့ကဘာရွှေ့ခံရတယ်တဲ့မိစ္ဆာဒိဋ္ဌိသမားကလေဒီတော့မိစ္ဆာဒိဋ္ဌိကပိုအပြစ်မကြီးပေဘူးလားဒါကြောင့်မိန့်တာကိုနာဟံဘိက္ခဝေအဉ္ဉံဧကဓမ္မံပိသမနုပတ္တာမိယံဧဝံမဟာတာဝိဇံယတိတံဘိက္ခဝေမိစ္ဆာဒိဋ္ဌိဒီလိုမိန့်နေလေသူ့အတိပ္ပယ်ကတော့ဖြင့်မိစ္ဆာဒိဋ္ဌိလောက်အပြစ်ကြီးတာငါဘုရားရှင်တတ္တညုတဉာဏ်တော်ကြီးနဲ့ကြည်တာတောင်မမြင်ဘူးဆိုတော့မိစ္ဆာဒိဋ္ဌိအပြစ်အကြီးဆုံးပေါ့ဟုတ်တယ်အဲ့ဒါကလည်းပဲနိယတမိစ္ဆာဒိဋ္ဌိမျိုးကိုဆိုတာပါတဲ့နိယတမိစ္ဆာဒိဋ္ဌိရိုးရိုးသမ္မာဒိဋ္ဌိတည်းမကဘူးအဲ့ဒီကနေပြီးတော့တက်သွားတာနိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့ဥစ္စာကလေအကိရိကံပဲနတ်ကျိုးပဲနှစ်သွဲအဟေတုဆိုတာလေအကိရိကံပဲနတ်ကျိုးပဲနှစ်သွဲအဟေတုအကိရိဆိုတာအပြည့်အစုံဆိုရင်အကိရိယဒိဋ္ဌိခေါ်တာပေါ့သူကကံတရားပဲကောင်းတာလုပ်လဲကောင်းကျိုးမဖြစ်ပါဘူးမကောင်းတာလုပ်လဲမကောင်းကျိုးမဖြစ်ပါဘူးဆိုပြီးတော့အကြောင်းရင်းကိုပယ်တာလေဘာဒိဋ္ဌိအကိရိယဒိဋ္ဌိအဲ့ဒီအကိရိယဒိဋ္ဌိကကံဆိုတဲ့အကြောင်းတရားကိုပယ်တယ်ဟာဆိုတဲ့လူနတ်ကျိုးပဲနတ်ကနတ္ထိကဒိဋ္ဌိနတ္ထိကဒိဋ္ဌိသူကအကျိုးတရားကိုပယ်တယ်ယခုအချိန်မှာကုသိုလ်ကောင်းမှုတွေလုပ်လို့နောင်ကောင်းကျိုးတွေရတယ်ဆိုတာအလကားမဟုတ်ဘူးညာတာဒီလိုအကျိုးတရားပယ်တယ်ပေါ့မကောင်းတာတွေအခုနဲ့ကလှုပ်ထားနောင်ကြတော့မကောင်းကျိုးတွေရတယ်ဆိုတာလည်းအလကား6ထားလှမ်းတာမဟုတ်ဘူးဆိုပြီးတော့ဒီလိုအကျိုးတရားပယ်တာကြတော့ဗာဒိဋ္ဌိနတ္တိကဒိဋ္ဌိအဲ့ဒါကြောင့်အကိရိကံပဲနတ်ကျိုးပဲဒီလိုပြောတာနော်နှစ်သွဲအဟေတု
နှစ်သွဲဆိုတာကတော့အကြောင်းရောအကျိုးရောနှစ်မျိုးလုံးပယ်တဲ့ဒိဋ္ဌိကြတော့အဟိတုကဒိဋ္ဌိဟုတ်ကဲ့လားအကိရိကံပဲနတ်ကျိုးပဲနှစ်သွဲအဟိတုကောင်းတာလုပ်လဲကောင်းတဲ့အကြောင်းလည်းမဖြစ်ဘူးကောင်းကျိုးလည်းမရဘူးမကောင်းတာလုပ်လဲမကောင်းတဲ့အကြောင်းမဖြစ်ဘူးမကောင်းကျိုးလည်းမဖြစ်ပါဘူးချလုပ်တဲ့လုပ်စိတ်ထဲဆန္ဒရှိသလိုသာလုပ်ဆိုတော့အကြောင်းရောအကျိုးရောပယ်တော့တယ်ဆိုတော့အဟိတုကဒိဋ္ဌိမဟုတ်လားထိုးလိုက်တဲ့လူအဲ့ဒီအစွဲဆွဲပြီးတော့တန်းနေတဲ့သူဘယ်လိုမှချွတ်လို့လည်းမရဘူးဆိုတဲ့ဒိဋ္ဌိမျိုးကြီးကြီးအဲ့ဒီလိုသုံးမျိုးများဆွဲပြီးဆိုရင်ဒီပုဂ္ဂိုလ်နိယတမိစ္ဆာဒိဋ္ဌိခေါ်တာပေါ့နိယတဆိုတာကမြဲတဲ့အဝိဇ္ဇကြဖို့ကိလေသာမြဲတယ်ဆိုတဲ့ဒိဋ္ဌိပေါ့ဘာဒိဋ္ဌိနိယတမိစ္ဆာဒိဋ္ဌိအဖြစ်ရောက်သွားတော့တာပေါ့သိဆွဲသွားပြီမဟုတ်လားဟုတ်တယ်အဲ့ဒီသဘောမျိုးအတိရိကံပဲအကျိုးပဲနှစ်သွဲအဟေတုဒီအချင်းရောက်သွားပြီဆိုရင်တော့ဒီပုဂ္ဂိုလ်ဒီဧကန္တအဝိဇ္ဇကြရမယ်ဒီကနေ့ကြလို့လက်ဖြင့်ကကဘာကြီးပြက်သွားဟောမပြက်တဲ့ကဘာရွှေ့ခံရတယ်အဲ့လိုဆိုတော့ဟိုဟာတဲ့ပူအပြစ်မကြီးပေဘူးလားဒါကြောင့်အပြစ်အကြီးဆုံးသူ့တဲ့အပြစ်ကြီးတာငါဘုရားရှင်သတ္တညုတဉာဏ်တော်ကြီးနဲ့ကြည်တာမမြင်ပါဘူးလို့တောင်ဆိုရတယ်မဟုတ်လားဟာတော်တော်ဆိုးတာပဲအဲ့ဒီလောက်ကြီးတဲ့နိယတမိစ္ဆာဒိဋ္ဌိကြီးတွေစလိုမိုးပေါ်ကြပေါ်လာတာတော့မဟုတ်ပါဘူးအခြေခံဖြစ်တဲ့တတ္တတာဒိဋ္ဌိဥစ္စေတာဒိဋ္ဌိသက်ကာယဒိဋ္ဌိဆိုတဲ့အခြေခံဒိဋ္ဌိကသွားတာဟောဒီဥစ္စာတွေကိုဒီအခြေခံတွေကိုလက်ခံထားပြီးဆိုရင်တဖြည်းဖြည်းရင့်တမ်းပြီးတော့ခုနကတော့နိယတမိစ္ဆာဒိဋ္ဌိကြီးတွေအဆင့်ကြီးအောင်ရောက်သွားတော့တာပေါ့ရောက်သွားတယ်ဒီတော့အခြေခံကတတ္တတာဥစ္စေတာသက်ကာယတို့ကသွားတာမဟုတ်လားဒါကြောင့်အပြစ်ကြီးတဲ့ကွယ်အဲ့ဒီကြီးကျယ်တဲ့ဒိဋ္ဌိကြီးတွေဖြစ်မလားအောင်ငယ်ငယ်နုနုကဒိဋ္ဌိတွေကိုရှင်းပြပါဖယ်ပြပါခွာပြပါလို့ဘုရားကိုယ်တော်မြတ်ကြီးကအရေးတကြီးကိုမိန့်တာဘယ်နဲ့မိန့်တယ်လဲလို့ဆိုတော့တတ္တိယဝိယဩမတ္ထောဒေသမနောဝါမတ္တကေတက္ကာယဒိဋ္ဌိဘာနာယတတောဘိက္ခုပရိပ္ပစီဒီလိုဆိုတယ်လေအတိပ္ပယ်ကတတ္တိယလှန်ကြီးနဲ့ဩမထောယင်ဝ၌အထိုးခံရတဲ့သူဟာတန်ထိုတန်လန်းကြီးဖြစ်ပြီးတော့နေတဲ့လှန်ကြီးကိုဘာတုံးပဲနှုတ်၍သေကုတဖို့ရာအာရပတိဝိယအရေးတကြီးအာထုတ်ရသလိုလူတယောက်လှန်ကြီးနဲ့ပြစ်ထိုးလိုက်တဲ့ဆိုရင်ဝလှန်ကြီးတန်လန်းကြီးဟာအလုတ်တွေကများသေးတယ်နောက်မှပဲဓာကြီးနှုတ်ပြီးတော့ဆေးရုံတက်သေကုမယ်အခုလုတ်ပြရှိတဲ့အလုတ်တွေလုတ်အောင်မယ်လို့အေးအေးဖြည်းဖြည်းနေလို့တော်ပါမလားဘယ်တော်လိမ့်မလဲဒီရင်ဝတလဖြစ်နေတဲ့စံကြီးအရင်အရေးကြီးနှုတ်ပြီးတော့ဆေကုတာဖို့သူ့ဦးစားပေးရမယ်မဟုတ်လားအဲ့ဒါလိုပဲတဲ့သင်တို့တွေကိုစီကိုငါဒိဋ္ဌိလှန်တွေဒိဋ္ဌိညောင်းတွေကိုစီစူးပြီးတော့နေကြတယ်အဲ့ဒါအရေးကြီးနှုတ်ပြလိုက်ပါဟဲ့ဒီသဘောမဲသူပေးတဲ့ဥပမာကြီးကကိုပဲအရေးကြီးတဲ့ဥပမာကြီးနဲ့ကပ်ပေးတာမဟုတ်လားပြီးတော့ဒိဋ္ဌိဟာလည်းပဲအရေးကြီးဖယ်ရှားပြစ်ပါဆိုတဲ့အဓိပ္ပာယ်မရဘူးလားရတယ်အဲ့ဒီပုံတိုင်းပဲတတ္တိယလှန်ကြီးနဲ့ဩမထောယင်ဝ၌အထိုးခံရတဲ့သူဟာတန်ထိုတန်လန်းကြီးဖြစ်ပြီးတော့နေတဲ့လှန်ကြီးကိုမဟာတုံးပယ်ရှားဖို့ရပယ်နှုတ်ဖို့ရပယ်နှုတ်၍သေကုတဖို့ရအာရပတိဝိယအရေးတကြီးအာထုတ်ရသလိုသက်ကာယဒိဋ္ဌိသက်ကာယဒိဋ္ဌိဆိုတဲ့ညောင်းကြီးလှန်ကြီးကိုဘာတုံးပယ်နှုတ်ဖို့ရတတောတတိရှိသည်ဖြစ်၍ပရိပ္ပစေကျင့်ကြံကြုတ်ကိုအရေးတကြီးအာထုတ်ရမည်ဒီလိုဆိုတယ်အဲ့လိုဆိုတော့ဟိုစောစောတော့ငါပြောတဲ့နိယတမိစ္ဆာဒိဋ္ဌိကြီးတွေဖြစ်လာဖို့အရင်ကဖြစ်တဲ့ဒီသက်ကာယဒိဋ္ဌိတို့ကိုစောစောစီဖယ်ပလိုက်ပါလို့ဒိဋ္ဌိမရဘူးလားရတယ်ဒိဋ္ဌိဟာအပြစ်ကြီးလွန်းလို့နောက်တစ်မျိုးဥပမာပေးသေးတယ်မတ္တကေဥခေါင်းပေါ်၌ဒေရှမာနောမိအလောင်ခံရတဲ့သူဟာလူတယောက်နောက်ကနေမိတို့နဲ့ရှို့ဆေးလိမ့်မီနဲ့တိုးခေါင်းမှာမိတွေတဟုံဟုံလောင်းနေတယ်ဟာသူကတော့အေးအေးဆေးဆေးပဲသွားနေတယ်နောက်ကလူကမြင်ရတာဖြင့်တဟုံဟုံလောင်းလို့နောက်မှပဲချိန်မှမဲ့တို့ကိစ္စဝိစ္စတွေရှိတယ်အဲ့ဒါတွေကမပြီးသေးဘူးဒါတွေပြီးတော့မှပဲခေါင်းမိငိမ့်မယ်ဒီလိုပြောလို့ဖြစ်ပါမလားဖြစ်မလဲဘယ်တော့ပဲအရေးကြီးမိလောင်တဲ့ခေါင်းကိုအရင်နှင်းရအောင်မှာမဟုတ်လားဘုရားကိုယ်တော်မြတ်ကြီးပေးတဲ့ဥပမာတွေကလည်းအရေးကြီးတွေမဟုတ်လားအရေးကြီးတဲ့ဥပမာကြီးတွေနဲ့ကပ်ပေးတာထောက်တော့အဖြစ်ဒီမလဲအရေးကြီးခွာရမယ်ဆိုတဲ့အဓိပ္ပာယ်မရဘူးလား
ရတယ်မတ်တကေဥခေါင်ပေါ်၌တဲရှာမာနောမိအလောင်းခံရတဲ့သူဟာတန်ထိုးတဟုံဟုံတောက်လောင်ပြီးတော့နေတဲ့မိတွေကိုဘာတုံးပဲရှာငိမ့်တတ်ဖို့ရာအာရပတိဝိယအရေးတကြီးအာထုတ်ရတယ်လို့နော်တန်ထိုးတဟုံဟုံတောက်လောင်ပြီးတော့နေတဲ့မိတွေကိုဘာတုံးပဲရှာဖို့ရာငိမ့်တတ်ဖို့ရာအာရပတိဝိယအာထုတ်ရတယ်လို့သက်ကာယဒိဋ္ဌိသက်ကာယဒိဋ္ဌိဆိုတဲ့မိတွေကိုဒီကြတော့သက်ကာယဒိဋ္ဌိမိတွေနဲ့ဥပမာပေးတယ်စောစောတုန်းကတော့လက်သက်ကာယဒိဋ္ဌိကိုညောင်းနေလှန်နေတဲ့ဥပမာပေးတယ်နော်အခုဒီကြတော့လေသက်ကာယဒိဋ္ဌိသက်ကာယဒိဋ္ဌိမိတွေကိုကိုယ်စီကိုငါမိတွေလောင်နေကြတယ်အလုံးတကာတက္ကမတို့ဘုန်းကြီးတို့ကိုယ်စီကိုငါသက်ကာယဒိဋ္ဌိမိတွေတဟုံဟုံလောင်နေတယ်အဲဒါများအေးအေးစစ်စစ်လုပ်နေကြတယ်မလုပ်နဲ့ဒါကိုအရေးကြီးနှိမ့်တတ်ပါလို့ဆိုတာလေသက်ကာယဒိဋ္ဌိသက်ကာယဒိဋ္ဌိဆိုတဲ့မိတွေကိုပါတုံးပဲရှာငိမ့်တတ်ဖို့ရာသတော်တတိရှိသည်ဖြစ်၍ပြိပ္ပစေကျင့်ကြံကြုတ်ဖို့အရေးတကြီးအားထုတ်ရမည်ဆိုတဲ့ဟာအဲ့ဒီလိုကိုဘာဖြစ်လို့တော့ဆိုတော့နောင်ဒါတွေမငိမ့်တတ်ဖဲဆိုလို့ရှိရင်ရက်တန်းလာလို့ရှိရင်နေတာမိစ္ဆာဒိဋ္ဌိကြီးတွေတိအောင်ရောက်သွားနိုင်တယ်မဟုတ်လားဒါကြောင့်မရောက်ခင်စောစောကနုကငိမ့်တတ်ပြလိုက်ပါဖယ်ရှားပြလိုက်ပါလို့ဆိုတာပေါ့ဒီအဲ့လိုပေါ့ကိုကြီးကိုငါဒိဋ္ဌိတွေရှိကြတယ်အခုကိုယ်မှာရှိနေတဲ့ဒိဋ္ဌိကလေးတွေကတော့ဖြင့်အသေးစားပေါ့လေသတ္တတဒိဋ္ဌိတချို့ကဥစေတာဒိဋ္ဌိပြီးတော့ပါတယ်တော့သက်ကာယဒိဋ္ဌိသုံးခုလုံးကြီးတော့လူတယောက်တည်းပဲရှိလိမ့်မလဲနှစ်ခုတော့ရှိမှာပေါ့သတ္တတခိုင်နေမြဲတယ်လို့ဆွဲလို့ရှိရင်သတ္တတဒိဋ္ဌိနဲ့သက်ကာယဒိဋ္ဌိဆွဲမယ်မဟုတ်လားတချို့ကြတော့ဥစေတာဆွဲတဲ့သူကြတော့ဥစေတာဒိဋ္ဌိနဲ့သက်ကာယဒိဋ္ဌိဒီလိုနှစ်ခုတော့ဆွဲမယ်မဟုတ်လားဒီအဲ့ဒါဒီတခုမှမကောင်းဘူးဖယ်ရှားပြလိုက်ပါဟုတ်ဘူးလားမဖယ်ရှားပဲထားရင်ဘယ်နဲ့နေမလဲဩမဖယ်ရှားပဲနေလို့ရှိရင်မိစ္ဆာဒိဋ္ဌိကတ္တဘိက္ခဝေအနုပ္ပန္နာစေဝအကုသလာဓမ္မဥပ္ပဇန္တိဥပ္ပန္နာသာအကုသလာဓမ္မအပိဝဒ္ဒန္တိမဖယ်ပဲများထားလို့ကတော့ဖြင့်မိစ္ဆာဒိဋ္ဌိတွေဒါရှိနေလို့ကတော့ဖြင့်မဖြစ်ပွားသေးတဲ့အကုသိုလ်တရားတွေဖြစ်ပွားလာကုန်ရရောဖြစ်ပွားပြီးသားအကုသိုလ်တရားတွေလည်းတိုးပွားလာကုန်ကြရောအဲ့ဒီလိုသဘောရှိလို့မို့လို့မိစ္ဆာဒိဋ္ဌိဆိုရင်ဒါပါနဲ့စောစောစီးစီးတာဖယ်ရှားပြစ်ပါလို့ဆိုတာဟောဒီလိုဆိုရင်မိစ္ဆာဒိဋ္ဌိကတစ်ချက်မှမကောင်းဘူးပေါ့နော်အဲ့ဒီမိစ္ဆာဒိဋ္ဌိတွေဟာရှိသမျှခြုံလိုက်လို့ရှိရင်တော့သတ္တတဥစေတသက်ကာယ၃မျိုးပါပဲဟိုဖြန့်နိုင်သမျှရှိသမျှဖြန့်လိုက်ပါဆိုရင်တော့မိစ္ဆာဒိဋ္ဌိက62မျိုးတောင်ရှိတာမိစ္ဆာဒိဋ္ဌိကဘယ်နှမျိုး62မျိုးဘယ်သူတွေလဲလို့ဆိုတော့သတ္တတဒိဋ္ဌိက4မျိုးနော်ပြီးတော့ဧကိစ္စသတ္တတဒိဋ္ဌိက4မျိုးအန္တာနန္တိကဒိဋ္ဌိကလည်း4မျိုးအမရာဝိကေပဒိဋ္ဌိကလည်း4မျိုး4မျိုးအခု4ကဆိုရင်မဲ့4ဒီ16 16အဋ္ဌိတသမုပ္ပါဏဒိဋ္ဌိက2မျိုးဆိုတော့16ရဲ့2မျိုးရဲ့ပေါင်းတော့18မျိုးဒါကတန်ត្រာရဲ့ရှစ်ဘက်အစုံကိုကြံစည်ပြီးတော့မှားတဲ့မိစ္ဆာဒိဋ္ဌိများ18ပါးတဲ့ဟုတ်ကဲ့နော်တန်ត្រာရဲ့ရှစ်ဘက်အစုံကိုကြံစည်ပြီးတော့မှားတဲ့မိစ္ဆာဒိဋ္ဌိဘယ်နှပါး18ပါးဘယ်သူများလဲလို့ဆိုတော့ပြန်ပြီးတော့နောက်တစ်ခေါက်ပြောပါဦးမယ်သတ္တတဒိဋ္ဌိက4မျိုးဧကိစ္စသတ္တတဒိဋ္ဌိကလည်း4မျိုးအန္တနန္တိကဒိဋ္ဌိကလည်း4မျိုးအမရာဝိကေပဒိဋ္ဌိကလည်း4မျိုး4ဒီ16ပြီးတော့အဋ္ဌိတသမုပ္ပါဏဒိဋ္ဌိက2မျိုး16ရဲ့2မျိုးရဲ့ဆိုတော့18မျိုးဥပ္ပန္တာကပ္ပိကခေါ်တာပေါ့ဘာသာပြန်ပြောမယ်ဆိုရင်သန္တရာရဲ့ရှေ့ဘက်အစုံကိုကြံစည်မှားတဲ့မိစ္ဆာဒိဋ္ဌိများ18ပါးပေါ့သန္တရာရဲ့နောက်ဘက်အစုံကိုကြံစည်ပြီးတော့မှားတဲ့မိစ္ဆာဒိဋ္ဌိက44ပါး44ပါးဘယ်သူတွေများလဲလို့ဆိုတော့ကိုသင်္ညီဝါဒဒိဋ္ဌိကဟလားနေသင်္ညီဝါဒဒိဋ္ဌိက10ပါးနော်အသင်္ညီဝါဒဒိဋ္ဌိကလည်း10ပါးနေဝသင်္ညီနာသင်္ညီဝါဒဒိဋ္ဌိက16ပါးဒီလိုလာတော့နော်အဲ့တော့လွယ်အောင်ဆိုရင်16ပါးကိုတဝက်ခွဲ10ပါးနေမှာပေါ့10ပါး4ကနဲ့မတူပေဘူးလား
ရှစ်လေးဒီ32ပြီးတော့ဥစ္စေတဝါဒဒိဋ္ဌိက9ပါးဆိုတော့32ပါးရဲ့9ပါးရဲ့39ပါးဟုတ်တယ်မဟုတ်လား39ပါးဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒီဒိဋ္ဌိက5ပါး39ပါးရဲ့5ပါးရဲ့ပေါင်းရင်44ပါးဒါကသန္တရာရဲ့နောက်ဘက်အစွန်းကိုကြံစီပြီးတော့မှားတဲ့မိစ္ဆာဒိဋ္ဌိအပရန္တကပိကခေါ်တာပေါ့တစ်ခေါက်ပြန်ပြောပါဦးမယ်သင်္ညီဝါဒဒိဋ္ဌိက10ပါးသင်္ညီဝါဒဒိဋ္ဌိကလည်း10ပါးနေဝသင်္ညီနာသင်္ညီဝါဒဒိဋ္ဌိက16ပါးဆိုတော့အဲ့ဒီနာတဲ့32ပါးပြီးတော့ဥစ္စေတဝါဒဒိဋ္ဌိက9ပါးဆိုတော့ဘယ်လောက်တော့39ပါးဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒီဒိဋ္ဌိက5ပါးဆိုတော့ဘယ်လောက်တော့44ပါးသူတို့တွေကသန္တရာရဲ့နောက်ဘက်အစွန်းကြံစီမှားတဲ့မိစ္ဆာဒိဋ္ဌိများဆိုတော့ကိုရှစ်ဘက်အစွန်းမှားတာက78ပါးနောက်ဘက်အစွန်းကြံစီမှားတာက44ပါး78ပါးရဲ့44ပါးရဲ့ပေါင်းတော့62ပါးဖရာလက်ထက်တုန်းကမိစ္ဆာဒိဋ္ဌိတွေများလိုက်တာသူတစ်မျိုးကိုတစ်မျိုးဒါပဲသူတို့ဂုံယူနေကြတာတစ်မျိုးမျိုးတော့ယူကြတာပဲတယောက်နဲ့တယောက်တွေ့ခင်ဗျာဘာဒိဋ္ဌိယူတယ်ကျွန်တော်ကတော့ဒီဒိဋ္ဌိယူတာပဲခင်ဗျာဘာကြိုက်လဲကျွန်တော်ကတော့ဒါကြိုက်တယ်ဆိုပြီးတော့တယောက်ကိုယူတဲ့အယူတွေပဲပြောပြီးတော့ဂုံဖော်ကြတာအားလုံးမိစ္ဆာဒိဋ္ဌိအဲ့ဒီတုန်းက62ပါးထွန်းကားခဲ့ဘူးတယ်ဟုတ်ကဲ့နော်မိစ္ဆာဒိဋ္ဌိအမျိုးအစားဘယ်နှပါ62ပါးဒါပေမဲ့အပြောများတာကတော့ဖြင့်4ပါးလောက်ပဲအပြောများပါတယ်ဘယ်သူတွေများသလဲလို့ဆိုတော့နံပါတ်1တတ္တတာဒိဋ္ဌိပြောတယ်နော်နံပါတ်2ဧကိစ္စတတ္တတာဒိဋ္ဌိဟုတ်ကဲ့နော်ပြီးတော့နောက်တစ်ခုကအမရဝိခေပဒိဋ္ဌိပြီးတော့ဟောက်ဖို့နောက်ပိုင်းကဟိုထက်ကဥစ္စေတဝါဒဒိဋ္ဌိဒီ4မျိုးလောက်အပြောများပါတယ်ကျန်တဲ့ဥစ္စာတွေကအပြောနေပါတယ်4မျိုးကတော့ဖြင့်တွေ့ရင်ဒါလေးတွေကတဲပြောတာကိုအဲ့ဒီ4မျိုးပြန်ပြီးတော့သင်ရဆိုနံပါတ်1ကသတ္တတာဒိဋ္ဌိနံပါတ်2ကဥစ္စေတဒိဋ္ဌိဟိုနောက်ထက်ကဥစ္စေတအဲ့ဒီသွားလိုက်ရအောင်နော်ဥစ္စေတဒိဋ္ဌိနံပါတ်3ကဧကိစ္စတတ္တတာဒိဋ္ဌိနံပါတ်4ကအမရဝိခေပဒိဋ္ဌိအဲ့လိုသင်လိုက်မယ်နော်ဒီ4မျိုးပါပဲပြန်သင်ရအောင်မယ်အဲ့ဒီ4မျိုးနံပါတ်1ကသတ္တတာဒိဋ္ဌိနံပါတ်2ကဥစ္စေတဒိဋ္ဌိနံပါတ်3ကဧကိစ္စတတ္တတာဒိဋ္ဌိနံပါတ်4ကအမရဝိခေပဒိဋ္ဌိအဲ့ဒီဒိဋ္ဌိ4မျိုးအပြောအများဆုံးကျန်တာတွေကသိမပြောလို့အသာထားလိုက်ပါဦးဒီဒိဋ္ဌိ4မျိုးသတ္တတာဆိုတာခိုင်နေမြဲတယ်လို့ယူဆွဲတာမဟုတ်လားပြောရင်လည်းဒီအတန်လေးတွေပဲပြောလေပြောတာရှိတယ်ဥစ္စေတကျတော့မခိုင်မမြဲဘူးပြတ်သွားတာပဲလို့ယူဆတာလေအဲ့ဒီအပြောအဲ့ဒီအသွားပဲသူသွားလေရှိပါတယ်နောက်ဧကိစ္စတတ္တတာကျတော့ခိုင်နေမြဲတယ်တချို့ခိုင်နေတချို့မခိုင်ဘူးလို့ယူဆတဲ့ဥစ္စာလေဟိုအမရာဝိခေပကျတော့သူကတစ်မျိုးပဲဆန်းဆန်းကျဲကျဲအမရာ9နဲ့တူတဲ့မေဒီဝါဒကအမရာ9နဲ့တူတယ်အမရာ9ဆိုတာပင်လေထဲမှာရှိတယ်ဟိုအကြည့်အကျွဲတွေကပေါ်ပါပြီးတဲ့သူ့ဖမ်းလို့ရှိရင်ဒီဘက်ကဖမ်းဟိုဘက်ချောထွက်ဟိုဘက်ကဖမ်းဒီဘက်ချောထွက်အဖမ်းရခက်တာပေါ့ဟိုဒီဝါဒကလည်းဒီအတိုင်းပါပဲသူ့အဖမ်းရခက်တာပဲထုတ်လို့ကိုင်လို့မမိနိုင်ဘူးအဲ့ဒါလိုဝါဒဘယ်လိုလဲလို့ဆိုတော့နမူနာလေးကလူတယောက်ကသူ့ကိုမေးတယ်ဒါကုသိုလ်တရားလားပြလို့ဆိုတော့ကုသိုလ်တရားလို့ဟုတ်တယ်လို့ပြောလိုက်လို့ရှိရင်ဟေးအကုသိုလ်ကြီးကိုကုသိုလ်တဲ့ဟေးဝိုင်းပြီးတော့ညာခြင်းညာမှာအဲ့လိုဆိုရင်ကိုယ်လည်းရှက်စရာကောင်းသေးသူလည်းအကုသိုလ်ဖြစ်သေးဒီတော့လှီးတွဲပြောလိုက်တယ်ဒါကျွန်တော်ဝါဒမဟုတ်ဘူးကုသိုလ်ခင်ဗျမေးမရဘူးဆိုလို့ရှိရင်ဒါအကုသိုလ်လားပြလို့ဆိုကြတော့လေအကုသိုလ်လို့ပြောလိုက်ခြင်းလည်းမှားခြင်းမှားသွားမှာကုသိုလ်လို့ပြောလိုက်ရင်လည်းလွဲခြင်းလွဲသွားမှာဒီတော့ဒီဘေးကိုလှီးတွဲပြောလိုက်တာဒါလည်းကျွန်တော်ဝါဒမဟုတ်ဘူးအဲ့ဒါလို့ဆိုရင်ခင်ဗျဥစ္စာကုသိုလ်လည်းမေးမြအကုသိုလ်လည်းမေးမြဆိုရင်ကုသိုလ်အကုသိုလ်မှာတပါးတခြားဝါဒလားဗျာလို့မေးလိုက်ကြပြီဒါလည်းကျွန်တော်ဝါဒမဟုတ်ဘူးလို့ပဲဖြေလိုက်တယ်ခင်ဗျမေးရတာမဟုတ်ဘူးမဟုတ်ဘူးကြီးဖြေနေတယ်ဒီလိုဆိုရင်ခင်ဗျဝါဒကမဟုတ်ဘူးမဟုတ်ဘူးဝါဒလားဒီတော့သူကပြန်ဖြေတယ်မဟုတ်ဘူးမဟုတ်ဘူးဝါဒလည်းမဟုတ်ဘူးလေဆိုတော့သူလက်ခံတာရှိသေးလားအကုန်လုံးချောထွက်တယ်ဘာနဲ့တူတယ်လဲဆိုရင်
အမရာငါဖမ်းရတယ်လို့ပဲသူ့ဥစ္စာကအမရာငါနဲ့တူတဲ့ဝါဒမို့လို့အမရာငါဝိကေပခုံးပြန်ပြီးတော့နေတယ်လို့သူ့ဥစ္စာကလည်းခုံးပြန်နေတဲ့အတွက်ဒီဝါဒကိုအမရာဝိကေပဒိဋ္ဌိဒီလိုပြောတယ်နော်မဲဆန်းဆန်းကြဲကြဲပဲအလုံးဒိဋ္ဌိပဲနှမျိုး၄မျိုးနံပါတ်1ကသတ္တတဒိဋ္ဌိနံပါတ်2ကနံပါတ်3ကနံပါတ်4ကအဲ့ဒါလို့ဒီပေါ်လာတာကဘသူတွေကစတယ်လဲလို့ဆိုရင်ဟိုဗြဟ္မပြေကလာတဲ့သူတွေစကြတာတဲ့ဟိုပထမဆုံးနံပါတ်1သတ္တတခိုင်းတယ်မြဲတယ်လို့ယူဆွဲတဲ့ဒိဋ္ဌိဆိုရင်ဟိုဗြဟ္မပြေကအတ္တန်စိတ်လို့စုတေးအကြောင်းအားလျော်စွာလူပြေရောက်လာလူပြေဆိုတော့လေသူဗြဟ္မပြေကလာခဲ့တဲ့သူအာယုံကာမဂုဏ်ကတဲနေတာကိုပြီးတော့တော်တဲ့ထွက်ပြီးတော့တရားအလုပ်အထုတ်တဲ့ဆိုပေမဲ့ဝိပဿနာမဟုတ်ပါဘူးသမထပါပဲအဲ့ဒါလို့နဲ့သမထဒီအဖြစ်သူကမ္မထထိုင်တော့သမာဓိတွေတီးပြီးတော့နောက်ကျောင်းတွေပြန်မြင်လာတယ်ဒီတဘဝအကြောင်းတွေမြင်တယ်လွန်ခဲ့တဲ့ဘဝအကြောင်းမြင်တယ်နောက်တစ်ခါလွန်ခဲ့တဲ့ဒုတိယဘဝအကြောင်းမြင်တယ်တတိယဘဝမြင်တယ်နှစ်ဘဝသုံးဘဝမြင်တယ်ငါးဘဝမြင်တယ်ဆယ်ဘဝမြင်တယ်ဟာအဲ့ဒါကနေပြီးတော့ခုပဲဘဝ20ဘဝ30 40 50မြင်တယ်ဘဝ100မြင်တယ်မြင်လေရှိသူအားထုတ်လေဘဝ100ဘဝ1000ဘဝ1000ဘဝ1သိန်းဘဝ1သန်းဘဝတကတိဟာအဲ့ဒါလိုနဲ့နေပြီးတော့ဘဝတွေပေါင်းများစွာမြင်ရတာနေပြီးတော့တစ်ကဘာမြင်နှစ်ကဘာမြင်သုံးကဘာမြင်လေးကဘာမြင်ငါးကဘာမြင်10ကဘာမြင်ကဘာ20ကဘာ30ကဘာ40ထိအောင်နောက်ကျောင်းပြန်မြင်တယ်ဟဲညာအားလည်းကောင်းလိုက်တာဆိုသူနောက်ကျောင်းပြန်ကြည့်တော့သူ့ဘဝတွေဟိုးကဘာ40တုန်းကတိုင်သူစပြီးတော့လာခဲ့တာဘယ်ဘဝတွေရောက်ခဲ့တယ်နှိမ့်တဲ့အခါနှိမ့်တယ်မြင့်တဲ့အခါမြင့်တယ်ဟာဒီကနေ့တိုင်အောင်ငါကလေးသူ့ဉာဏ်စွမ်းအားဖြင့်နောက်ပြန်ကြည့်တာကဘာပေါင်း40ကြည်စံသာသနာ့ဘပုဂ္ဂိုလ်တွေတောင်ကဘာ40ထိအောင်ပြန်မြင်တာနော်သာသနာတွင်ပုဂ္ဂိုလ်တွေတော့မပြောထားနဲ့အဲ့ဒါလောက်ထိအောင်နောက်ကျောင်းပြန်ပြီးတော့မြင်တော့ကြာလာပြီငါလာခဲ့တာကြာလာပြီဟိုးတော့ငါကလေးဒီကနေ့တိုင်အောင်ငါကလေးတငါပြီးတငါဆက်လာခဲ့တာလေဒါကြောင့်လောကကြီးကမြဲတာပဲဟိုးတော့ငါလာခဲ့တဲ့ငါကလေးဒီကနေ့တိုင်အောင်ရှိပြီးတော့နေတယ်ဖြစ်ဖြစ်သူတွေလည်းဒီလိုပဲနေမှာပေါ့ကိုယ်တော့ကတိုင်လာခဲ့တာဒီကနေ့တိုင်အောင်ရှိတယ်ဆိုတော့တစ်ခုပြီးတစ်ခုတစ်ဘဝပြီးတစ်ဘဝဆက်ပြီးတော့နေတယ်ဆိုတော့မြဲတာပေါ့လောကကြီးကပဲနဲ့တော့မြဲတယ်လောကကြီးကမြဲတယ်ငါကိုယ်တိုင်ပြန်မြင်တယ်လွန်ခဲ့တဲ့ကဘာပေါင်း40တုန်းကတိုင်စခဲ့တာလို့ဆိုတော့ဘေးကလူတွေလည်းဟုတ်မှာဒီလူကြီးကတို့ရက်ွက်တဲ့သီလသမာဓိလည်းရှိတယ်ဉာဏ်လည်းကောင်းတဲ့ပုဂ္ဂိုလ်ကြီးသူပြောတာမှန်ရမှာပေါ့လောကကြီးဟာမြဲတယ်လောကကြီးဟာမြဲတယ်ဆိုတာပါဠိလိုသတ္တတာယူဆွဲတာကသတ္တတာနဲ့ဒိဋ္ဌိနဲ့ပေါင်းသူကစတာဗြဟ္မပြေကဆင်းလာတဲ့လူကြီးစတာပေါ့အဲ့ဒီတည်းမြဲတယ်နဲ့ပဝန်းကျင်ပုဂ္ဂိုလ်တွေလည်းမြဲကုန်တော့တာပေါ့အဲ့ဒီကစပြီးသတ္တတာဒိဋ္ဌိဒီလိုအယူဝါဒပေါ်လာတာအဲ့ဒါလိုတဲ့ဗျာနောက်တစ်ခုကြတော့ဗာဒိဋ္ဌိဥစ္စေရဆိုတာတော့ပြတ်သွားတာသူလည်းပဲဗြဟ္မပြေကဆင်းလာတဲ့လူစတာပဲသူလည်းပဲဗြဟ္မပြေကလာခဲ့တဲ့လူကြီးသူကတော့တစ်မျိုးဗြဟ္မပြေဆိုတာရုပ်ကြည့်တဲ့ရှိတဲ့ဗြဟ္မပြေနာမ်ကြည့်တဲ့ရှိတဲ့ဗြဟ္မပြေရုပ်ရောနာမ်ရောရှိတဲ့ဗြဟ္မပြေလို့၃မျိုးလောက်ရှိတာကိုရုပ်ကြည့်တဲ့ရှိတဲ့ဗြဟ္မပြေဆိုတာအတညတဘုံတို့လိုရုပ်တရားကြီးတယ်နာမ်ကြီးတဲ့ရှိတဲ့ဗြဟ္မပြေဆိုတာအယုပဘုံတို့လိုလေရုပ်ရောနာမ်ရောရှိတဲ့ဗြဟ္မတွေကြတော့တခြားဗြဟ္မဘုံတွေဗြဟ္မကြီးကဘုရားထံလာတယ်လို့တရားတောင်းပန်တယ်လို့ဆိုတာကြတော့လေရုပ်ရောနာမ်ရောအခုသူလာခဲ့တာအဲ့လိုမဟုတ်ဘူးရုပ်ကြည့်တဲ့ရှိတဲ့ဗြဟ္မဘုံရောက်သွားတယ်ကိုမရွှေတုံးရွှေကိုကြီးတို့ပဲလှကလှနဲ့မဲအကုန်လုံးပုံပန်းအပြည့်စုံယောက်ျားပုံပန်းအတိုင်းပါပဲတဲ့ဗြဟ္မပြေရောက်သွားကိုမတက်တန်းကလည်းအကြာကြီးနှာခေါင်းတို့မျက်လုံးတို့ပါးစပ်တို့ကိုယ်လုံးကိုယ်ပေါက်တွေလှလှပပသုံးလုံးကြီးဟိုမှာရွှေတုံးရွှေကိုကြီးအကြာကြီးနေရတာဒါပေမဲ့ရုပ်ကြည့်တဲ့ရှိတာမဟုတ်လားအဲ့ဒီနာဘုရားကိုယ်တော်မြတ်ကြီးသွားရက်မဲ့ဆိုရင်သူမြင်ရပါမလားသူ့မျက်လုံးပါတာပဲမျက်လုံးကြီးကမြင်ရလားဒီမှာလာပေါ်တယ်မြင်တာကမျက်လုံးကမြင်တာလား
nhìn thấy cả nhìn là ok tu nhìn thấy gì là nên đây mà bà về dùng đây gì để rồi nhìn lâu như gì thì mẹ được tu mình nhìn bà bu thì đó phía của đó nhà chị na là gia đã đào tu phu luôn mẹ bu rồi sống nào bộ mẹ account mà được rồi này tại phong như được lu qua cả đồ nào bộ phía nhìn này nhỉ phía của đó nhà chị cái Elina gia bị mất ta về đây đã bộ khó để số bà đó tu cha ya là tu ná bà ta về ta bị mẹ cha ya là ta bị cha đấy là ná cả cha là cha gì cả cha là tu cha gì xí là thì mà em đang bỏ ra bỏ,အဲ့ဒါလို့ဖြစ်မှာနန္တရားမရှိဘူးယုတ်တရားကြီးတဲ့ရှိတဲ့ပြမဘုံသွားရောက်တာဆိုတော့ကံတရားကြောင့်ဆလပါပါကြီးတော့ဖြစ်ပါရဲ့ဒါပေမဲ့ဘာမသိဘူးဒီတိုင်းပဲတွေ့တွန်းတွေ့ကိုကြီးလို့ပဲနေပြီးတော့သက်တမ်းပြည့်တဲ့အခါမှာစုတေးလူကြီးအကြောင်းအားလျော်စွာရောက်ပြီးတော့လာတဲ့သူကိုသူကနောက်ကြောင်းပြန်ကြည့်တဲ့သူလည်းပဲအာယုံကာမဂုဏ်နဲ့တဲ့သူဆိုတော့တော်တဲ့ထွက်ပြီးတော့တရားအထုတ်တယ်ပေါ့နောက်ကြောင်းပြန်ကြည့်ဉာဏ်လည်းကောင်းပါတယ်တန်လည်းတန်ပါတယ်သီလသမာဓိလည်းရှိပါတယ်ဘာမှမမြင်ဘူးသူကြည့်တန်ကြည့်တယ်ဘာမှမမြင်ဘူးသူကဘာလို့တော့ဆိုတော့ဘာမှမရှိတဲ့အသိဉာဏ်နံတရားမရှိတဲ့ဘုံမှာကြာရှည်လင်းမြင်စွာနေလာခဲ့ရတာကိုနောက်ကြောင်းပြန်ကြည့်တယ်ဘာမှမတွေ့ဘူးဒီတဘွားပဲတွေ့တယ်ဩဒီလိုဘာမှမတွေ့ဘူးဒီပြင်သူတွေလည်းဒီလိုနေမှာပေါ့အခုပေါ်လာတဲ့အခါပေါ်လာတဲ့ဒီခန္ဓာကိုယ်ကြီးပျောက်သွားတယ်သိပြီကြက်ပြီပြီးမှဟိုအကြောင်းအားလေးဆိုဟိုဘက်မှာခန္ဓာကိုယ်ကြီးတစ်ခုပေါ်လာပြန်ပြီးသူ့တက်တန်းတိုင်းနေပျောက်သွားဘာမှမရှိဘူးပြတ်တယ်သူဒီလိုပဲမြင်တာပေါ့ဒါကြောင့်လောကကြီးဟာဟေးအဆက်ဆက်မရှိဘူးပြတ်တယ်လောကကြီးဟာပြတ်တယ်ဒီတဘွားပဲရှိတယ်ဒီတဘွားပြီးတာပဲဒီတော့လုံးဟာသူကဖြစ်တော့တာပေါ့လှုပ်ချင်တာလှုပ်ဟာကိုယ်ပဲဘဝရှိတာမှမဟုတ်ပဲနဲ့ငါကိုယ်တိုင်ဉာဏ်ကောင်းကောင်းနဲ့ကြည့်တာမမြင်ဘူးဒီတဘွားပဲတွေ့တယ်သူကစတာလောကကြီးကသေပြနောက်ထပ်အဆက်ဆက်မရှိဘူးပြတ်တယ်လောကကြီးကပဲနဲ့တော့ပြတ်တယ်ဆိုတာပါဠိလိုဥစ္စေတာယူဆွဲတာကဥစ္စေတာနဲ့ဒိဋ္ဌိနဲ့ပေါင်းအဲ့ဒီလူကြီးကစတာတဲ့သူလည်းပြမကြီးကဆင်းလာတဲ့လူကြီးမဟုတ်လားပတ်ဝန်းကျင်တစ်ခုလုံးဟိုးရမယ်တို့ရက်ွက်တဲ့ဒီလူကြီးဉာဏ်လည်းကောင်းတာပဲသီလသမာဓိလည်းရှိတာပဲသူပြောတာမှန်ရမှာပေါ့လောကကြီးဟာပြတ်တယ်ဥစ္စေတာဒိဋ္ဌိပတ်ဝန်းကျင်တစ်ခုလုံးဆွဲကုန်တော့တာပေါ့တတ္တဒိဋ္ဌိဥစ္စေတာဒိဋ္ဌိဟုတ်ကဲ့နော်နောက်တစ်ခုကပါတယ်တော့ဧကိစ္စတတ္တဒိဋ္ဌိဧကိစ္စဆိုတာတချို့တတ္တဒကမြဲတချို့မြဲရှေ့ဆက်လိုက်ပါဦးတချို့မမြဲဒီအိဗယ်လာတော့တာပေါ့တချို့မြဲတယ်ဆိုရင်ဟိုဘက်ကတချို့မမြဲဘူးမသူကလည်းတစ်မျိုးပဲဒီပုံကိုယ်ကြီးလည်းပဲပြမကြီးကတရွေ့နဲ့စခဲ့တာပြမကြီးကတက်တန်းစီလို့စုတေးဟောနတ်ပြည်တို့လိုသူတို့တွေကနာကြသေးတယ်လူပြည်တန်းမရောက်သေးဘူးနတ်ပြည်ဆိုတော့ပေါ်လိုက်တာစီစဉ်ဥစ္စာတွေခံစားစံစားစရာအာယုန်တွေကလည်းပေါ်လုတ်ကြကိုင်းကြကလည်းအလုတ်ကမရှိလူကျင်နာစိတ်ကတန်းတာလာရင်အကုန်ပြေးတာမဟုတ်လားဘာမှလုတ်ကြကိုင်းကြမရှိတော့လည်းပြင်းတာပေါ့ဗျာဒီတော့ဝါဒနာအရာပေါ့သချင်းဆိုတတ်တဲ့သူကဆိုကြကြည့်တတ်တဲ့သူကဒီပေါ့စတတ်တဲ့သူကဟန်ကြလို့ဝိုင်းကိုဖွဲ့ပြီးတော့တီးကြမှုတ်ကြကကြနဲ့အဲ့ဒါလိုလုပ်ပြီးတော့နေလိုက်တာမနေ့ပိုင်းကတိုင်အဲ့လိုစလိုက်တယ်ဆိုတာညနေကြမှာပဲဒီပွဲကရက်တော့ဟဲ့တို့နေစာမစားလိုက်ရဘူးကြည်စားတို့မေ့တောင်နေတယ်အဲ့လိုဖြစ်သွားတာဘယ်လောက်ပြောစရာကောင်းတယ်လဲဆိုတာစားချိန်တောင်မေ့တယ်မဟုတ်လားအဲ့ဒါကကိစ္စမရှိဘူးမေ့တယ်ဆိုရင်သူစားချိန်စားရမှာမစားဘူးဆိုရင်ဝမ်းမီးကလောင်တာပေါ့ဟာဝမ်းမီးကလောင်လိုက်တာနဲ့ခါတဲ့သူတို့ရုပ်ကလေးတွေကနုဆိုတော့ကျွန်းသွားပြီးတော့သေးတယ်လေသေးတော့လူပြေသွားရောက်ကြတယ်ဟဲ့အဲ့ဒီလိုဘုန်းကြီးတို့လူပြေကသာရတာတခါတလေအလုပ်တွေများပြီးတော့နေလို့နေသာမစားအားဘူးအလုပ်တွေကရှုပ်ညနေစောင်းတော့မှဟဲ့ကြည်စားတို့အလုပ်တွေညာလို့မလို့မစားနိုင်ဘူးခုညနေစာတောင်ညီးလာပြီမထူတော့ပါဘူးမနေ့စာနဲ့ညနေစာပေါင်းစားလိုက်မယ်ဆိုပြီးတော့ပေါင်းစားတာမဟုတ်လားဒါကတော့ရုပ်တရက်ကျမ်းတာဆိုတော့ရတာပေါ့သူတို့တွေကမကြမ်းဘူးနှုတာမေသူတို့မလဲပဲသူတို့လောကမလဲတယောက်နောက်တယ်ပြောင်းတယ်ဆိုတာရှိတယ်ဟ
ကိုနတ်သားတူကဒီကနေ့ဥယျာဉ်ပြောဝဲစားထွက်မယ်ဆိုပြီးတော့သူ့ပြည်တက်က5-6 ယောက်လောက်ရှိတယ်အဲ့ဒါသူကရှေ့ကမော်တော်နဲ့သွားတယ်နောက်ကသူ့ပြည်တက်က5-6 ယောက်လိုက်ပါလာကြတာအဲ့ဒါလမ်းဘေးကနတ်ကတယောက်ကသူကစတယ်ဟဲ့ဥယျာဉ်ပြောပွဲစားထွက်လာလိုက်တဲ့ပရိသတ်ကြီးမနဲ့ပါဘူးလားဟဲ့5-6 ယောက်တောင်ပဲဆိုတော့ဟာစိတ်တွေနာဆိုးလို့ဘာလဲဒါခဏနဲ့ဆိုင်လို့လားကျွန်တော်ကုသိုလ်နဲ့ကျွန်တော်ဖြစ်တာဘာလဲနဲ့ထိုးမလို့တဲ့အောင်မဲ့အဲ့ကြီးတွေကများလက်တွေပါပြန့်ကုန်ပြီဟိုကလည်းပြန်ထိုးမယ်ဆိုတော့တယောက်မလုပ်ကြပါနဲ့ဆွဲထားတော့မှမထိုးပြကြဘူးပေါ့မထိုးပြတာကကိစ္စမရှိဘူးဒေါသတွေကြီးကုန်တယ်မို့လားဒေါသဆိုတာမီးလို့ပဲလောင်တာပေါ့သူတို့ရုပ်ကလေးတွေကနှုတ်ရတဲ့အထက်ဟောဒေါသမီးလောင်တော့ကျွန်းတာပဲအမေဘုန်းကြီးတို့လူပြေတောင်မှအသားဖြူပုဂ္ဂိုလ်တွေစိတ်ဆိုးပြီးဆိုရင်မျက်နှာကြီးနီးသွားတာမဟုတ်လားဒေါသမီးကလောင်နေမဟုတ်လားလောင်နေသူတို့ကြတော့ကျွန်းကိုသွားတာကျွန်းသွားတော့သေလူပြေလာရောက်သူတို့တွေ့လေပဲအဲ့ဒါလိုနဲ့လူပြေမှာသူတို့တွေကတို့တွေဘယ်ကလာတာပါလိမ့်မလဲလို့ပြန်ပြီးတော့နှလုံးသွင်းဆင်ញင်ကြတဲ့အခါကျတော့အော်နတ်ပြေကလာခဲ့ကြတာဟောနတ်ပြေမှာတို့မိတ်ဆွေတွေရှိသေးတာပဲတို့ကတော့ဘာဖြစ်လို့ဒီလူပြေလာရောက်ပါလဲအရင်တလုတ်ကသိပြီတို့တွေကအပျော်များတာကိုတနေ့လုံးဆိုးကတီးနေတော့အပျော်များလို့တို့ကသေးတယ်သိမပြောတဲ့မိတ်ဆွေတွေဟိုမြဲကြံနေတာပေါ့တို့ကသာအပျော်များလို့မမြဲတာတချို့ကတော့မြဲတယ်တို့သာမမြဲတာဒီလိုဖြစ်တာဟိုတတုတ်ကြတော့လေဘာဖြစ်လို့တို့တွေတို့လည်းနတ်ပြေကလာတယ်တို့မိတ်ဆွေတွေဟိုကြံသေးတာဘာဖြစ်လို့တို့ကစိတ်ဆိုးတာကိုဒေါသကြီးတာကိုဒေါသမကြီးတဲ့သူတွေဟိုမှာမြဲကြံရတာပေါ့ဒေါသကြီးတဲ့သူတွေကသာသေးပြီးတော့တို့တွေလူပြေလာပြီးတော့ရောက်တယ်ဆိုတော့တချို့မြဲတယ်တချို့မမြဲဘူးသူကစားတာလောကကြီးကတချို့မြဲတယ်တချို့မမြဲဘူးအဲ့ဒါကိုပါဠိလိုဧကိစ္စသတ္တတဒိဋ္ဌိဟုတ်ကဲ့လားအဲ့ဒီအုပ်စုကစပြီးတော့ဖော်လိုက်တော့လောကကြီးမှာတချို့မြဲတယ်တချို့မမြဲဘူးဆိုတော့ဝါဒလည်းပေါ်လာတော့တာပေါ့အလုံးပဲ2မျိုးပါလေ3မျိုးဟိုတစ်ခုကအမရာဝိခေပဒိဋ္ဌိဒါခုနကပြောပြီးပြီဆိုတော့အလုံးပဲ2မျိုးရှိ4မျိုးတတ္တဒဒိဋ္ဌိဥစေတဒိဋ္ဌိဧကိစ္စတတ္တဒဒိဋ္ဌိအမရာဝိခေပဒိဋ္ဌိပဲ2မျိုးသူတို့ကဒီအတန်ကလေးတွေပဲပြောကြတယ်ဟိုတတ္တရသမားလည်းခိုင်နေမြဲတယ်ပြောတာပေါ့လောကကြီးဟာမြဲတယ်လူတွေ့ရင်မြဲသလားလို့ဆိုရင်လည်းဒီတတ္တရဒိဋ္ဌိအတန်နဲ့မေးတာမဟုတ်လားဥစ္စေတာကြတော့လောကကြီးဟာမမြဲဘူးမေးလို့ရှိရင်လည်းလောကကြီးဟာမမြဲဘူးလားဒီလိုလေးတွေပြောတာရှိတယ်ဒီကိစ္စတတ္တရကြတော့လေလောကကြီးကတချို့မြဲတယ်တချို့မမြဲဘူးနံပါတ်4အမရာဝုခေပါကြတော့လောကကြီးကမြဲသည်လည်းမဟုတ်မမြဲသည်လည်းမဟုတ်သူကဒီလိုလာတော့တာသူ့ဥစ္စာကဘာလူကြီးပဲနော်မြဲတာလည်းမဟုတ်မမြဲတာလည်းမဟုတ်ဆိုတော့ဘယ်ဟာကံရမှမသိဘူးနော်အဲ့ဒီပုံမျိုးပဲဒါကြောင့်ဘယ်လိုပြောတတ်တယ်ဆိုရင်လူတွေသေးပြီးရင်ရှေ့ဆက်ဖြစ်သေးတယ်မြဲတယ်ဆိုရင်ဗာဒိဋ္ဌိလူတွေသေးပြီးရင်ရှေ့ဆက်မဖြစ်တော့ဘူးပြတ်သွားတာပဲလို့ဆိုရင်ဗာဒိဋ္ဌိလူတွေသေးပြီးရင်တချို့ဖြစ်တယ်တချို့မဖြစ်ဘူးဆိုရင်ဧကိစ္စလူတွေသေးပြီးရင်တချို့လူတွေသေးပြီးရင်ဖြစ်သည်လည်းမဟုတ်မဖြစ်သည်လည်းမဟုတ်ဆိုလို့ရှိရင်အမရာဝိကေပဒိဋ္ဌိဟုတ်ကဲ့လားသူကအဲ့လိုပဲဝိလေလေကြီးဖြစ်သည်လည်းမဟုတ်မဖြစ်သည်လည်းမဟုတ်ဆိုတာလေအဖွားနေကောင်းလားကောင်းတယ်လည်းမဟုတ်မကောင်းဘူးလည်းမဟုတ်ဆိုပြန်ဖြေတယ်အဖွားကလေဘာနဲ့တူနေတော့အမရာဝိကေပဒိဋ္ဌိနဲ့အဲ့ဒီလိုလေးတွေလာတူနေပါလေဒီအသွားကလေးတွေရှိတယ်ဒါကြောင့်မေးပါရောလားတွေ့တယ်ဆိုရင်ယုံနာလောကကြီးဟာမြဲသလားလို့မေးရင်ဗာဒိဋ္ဌိနဲ့မေးယုံနာလောကကြီးကမမြဲဘူးလားဆိုရင်ဗာဒိဋ္ဌိယုံနာလောကကြီးကမြဲတာတချို့မမြဲတာတချို့လားဆိုရင်ယုံနာလောကကြီးကမြဲသည်လည်းမဟုတ်မမြဲသည်လည်းမဟုတ်လားဆိုရင်အဲ့ဒီ4မျိုးကတော့ဖြင့်မေးလေးမေးတာရှိတယ်နော်သူတို့ဖြစ်သူတို့ခါအများဆုံးပေါ့နော်ဒါပေမဲ့အဲ့ဒီဥစ္စာကိုလည်းထပ်ပြီးတော့ခြုံလိုက်မယ်ဆိုရင်တော့ဖြင့်တတ္တဒဒိဋ္ဌိနဲ့ဥစ္စေတာဒိဋ္ဌိဒီ2မျိုးပါပဲ
ဘယ်လောက်ပဲဥစ္စာတွေသုံးနေဆိုပေမဲ့လို့တွားရနေတိတော်ခေါ်ဘိက္ခုတွားရနေတိတော်ခေါ်ကိစ္ဆာနာဘိက္ခုအဋ္ဌိတင်းစာအဋ္ဌိတင်းစေဝါနတ္တိတင်းစာဘုရားကိုယ်တော်မြတ်ကြီးကကိစ္ဆာနာအနွယ်ရတဲ့ယဟန်ကိုခေါ်တာကိစ္ဆာနာအနွယ်ရတဲ့ယဟန်လောကကြီးသည်အဋ္ဌိတင်းစေဝါရှိသည်ဤအဖြစ်၎င်းဝါရှိတယ်ခိုင်တယ်မြဲတယ်ဆွဲတယ်လို့ယူဆတဲ့သတ္တတာဒိဋ္ဌိ၎င်းနတ္တိတင်းစာမရှိသည်ဤအဖြစ်၎င်းဝါမရှိဘူးဖြစ်ပြီးပြတ်သွားတာပဲဆိုတဲ့ဥစ္စေတာဒိဋ္ဌိ၎င်းဣတိဤတို့တွားရနေသည်တော့နှမျိုးအပေါ်မှာမိပြီးတော့နေတတ်၏လောကကြီးချုံးလိုက်လို့ရှိရင်သတ္တတာဒိဋ္ဌိနဲ့ဥစ္စေတာဒိဋ္ဌိဒီနှမျိုးပေါ်မှာပဲမိတတ်ပါတယ်ဒီနှမျိုးပဲရှိတတ်ပါတယ်ပြောတယ်နော်ဟုတ်တယ်ဒါကတော့အခုကြည့်အောင်လည်းရှိတယ်ဘုန်းကြီးတို့အခုရက်ွက်ထဲလိုက်စစ်ကြည့်ခမဘာဒိဋ္ဌိလဲခမဘာအယူလဲခမဘာအယူလဲဆိုလို့ရှိရင်သတ္တတာနဲ့ဥစ္စေတာတစ်ခုခုပဲနေမှာပေါ့စာအုပ်ကြီးလေတစ်ဖက်ကသတ္တတာသမားတွေကြီးရေးတစ်ဖက်ကဥစ္စေတာသမားတွေကြီးရေးပြီးတော့ရက်ထဲလိုက်စည်ရင်ကောက်ရင်ဒီနှစ်ယောက်တော့တွေ့တာပေါ့ဒီနှမျိုးသတ္တတာနဲ့ဥစ္စေတာခိုင်နေမြဲတယ်လို့ယူဆွဲရင်ဗာဒိဋ္ဌိမခိုင်မမြဲဘူးပြီးပြတ်သွားတာပဲရပ်သွားတာပဲလို့ယူဆရင်ဗာဒိဋ္ဌိဥစ္စေတာဒိဋ္ဌိဒီနှမျိုးရှိတယ်နော်ရှိတယ်အခုလည်းရှိနေတာပဲအဲ့ဒါကအရေးမကြီးဘူးရှိနေရင်ဘုန်းကြီးတို့တရားအလုပ်အားထုတ်လို့မရဘူးဒါကြောင့်ဒီဥစ္စာတွေပြောနေတာပါမရဘူးတဲ့ဒါတွေခန်းနေလို့ရှိရင်မဲ့မဝင်ဘူးမြဲတဲ့ခိုင်တယ်လို့ယူဆွဲပြီးတော့နေမယ်ဆိုလို့ရှိရင်မဲ့မပြောထားနဲ့မဲ့ရှိကအနုလောမဉာဏ်တောင်မပေါ်နိုင်ဘူးနော်ကင်စီသင်္ခါရနေတ္တတော်သမနုပတ္တံတော်နုလောမိကာယခန္တိယသမနာကတော်ဝိသတိတိနေတံဌာနံဝိသတိအတိပ္ပယ်ကတော့ဖြင့်သုံးတစ်ခုသောသင်္ခါရတရားကိုမြဲတဲ့ခိုင်တယ်လို့ဆွဲပြီးတော့နေလို့ကတော့ဖြင့်မဲ့မပြောထားနဲ့မဲ့ရှိကအနုလောမဉာဏ်တောင်မပေါ်ဘူးအနုလောမဉာဏ်မှမပေါ်လို့ရှိရင်မဲ့ကောပေါ်ပါမလားမဲ့မှမပေါ်လို့ရှိရင်ဖို့ကောပေါ်ပါမလားမဲ့ဖို့ဆိုတဲ့ဥစ္စာမရှိရင်သောတာပန်မဖြစ်ဘူးပေါ့သောတာပန်မဖြစ်လို့ရှိရင်တဂရကအနာဂံယန္တာတွေကိုဖြစ်နိုင်ပါမလားအဲ့ဒါတွေမဖြစ်ခြင်းအကြောင်းရင်းလိုက်စစ်တော့ဒီမှာအဟံအတားကဒိဋ္ဌိဆိုတာလာတွေ့တယ်ဒါကြောင့်ပြောတာပုဂ္ဂိုလ်ဆရာတော်ဘုရားကြီးကတဖွာဖွာနဲ့ပြောတာအသာနေသားမှာမင်းတို့ဝိပဿနာအလုတ်ကအသာထားစမ်းအောင်ရှေ့ဘက်ကအနှောင့်အယှက်ဒိဋ္ဌိအရင်ခွာပါဟဲ့ဆိုတာလေဒါဘောမြင်ကလေးနော်မြင်ကလေးဒါလေးတွေရှိနေလဲပဲဒိဋ္ဌိသာရှိနေလို့တော့ဖြစ်မဲ့မဝင်ပါဘူးတဲ့ဒါကြောင့်ကိုကမဲ့ရခြင်းတဲ့ပုဂ္ဂိုလ်ဆိုတော့ရှေ့ဘက်ကအနှောင့်အယှက်ဒိဋ္ဌိခွာရမယ်မဟုတ်လားခွာတတ်အောင်ခုပြောနေပါတယ်အခုချုံးလိုက်လို့ရှိရင်ဒိဋ္ဌိကဘယ်နှမျိုးနှမျိုးပဲရှိပါတော့တယ်နှမျိုးပဲရှိပါတော့တယ်ဟိုတုန်းက62ပါးဆိုပေမဲ့လို့အဲ့ဒါကချုံးလိုက်တော့4ပါးကထပ်ပြီးတော့ချုံးလိုက်တော့2ပါးပါဒိဋ္ဌိနဲ့ပါဒိဋ္ဌိ